မင်္ဂလာပါဖို့မင်္ဂလာပါခင်ဗျာအဖိုးကဗုဒ္ဓဘာသာဝင်လားရှင်ဘုရားဘာသာစစ်ပါခင်ဗျာအဖိုးအသက်ဘယ်လောက်ရှိပါလဲလို့အသက်3နှစ်ကျော်သွားပါပြီဟာလေသမီးတို့ကလေမိကိုလေးမေးပြီးတော့ဆွချင်းမြတ်အစီအစဉ်လေးပါရှင်အိမ်မှာအမြဲတမ်းရွတ်နေကြဟိုဖះကုံတော်လေးများရှိရင်တပည့်ကိုပူဇော်ပြပါလားရှင်ကျွန်တော်ရွတ်တယ်တခါတည်းကမိတာပါပါတယ်တန်ဖို့တွေပဲရွတ်ပါတယ်တန်ဖို့တွေထောင်းတဲ့တာပါလာတဲ့တာတွေသက်တာအာရမိနမမိကုသတဘကအာဘကဝါယုကဇိကနေကနေဝိကနေကနေကတန်ခိစ္စရခိစ္စနာမကလာယူဝပိတ်ကတဝိဝပဲအင်းတန်ရာရမိနာကတော့အဲ့ဒီတော့ဟုတ်ကဲ့ပါဟိုကျေးဇူးပါနော်အခုလိုမျိုးသမီးကိုသမုဒ္ဒရေကာတာပူဇော်ပြတဲ့အတွက်အဖိုးသမီးကအလူငွေ3000ကုသိုလ်ပြုခဲ့ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးကြီးပါပဲလူတွေပုံကြီးပါစေတက်တည်ပါစေအနေကင်းပေးခဲ့ပါစေသူနဲ့မကလူနိုင်တိုင်းနိုင်ကြပါစေအလူရှင်ကကြတော့သမီးတို့ဒါဟိုယူဇနာဥယျာဉ်မြို့တော်ကအိမ်ချမ်းမြေအကျိုးဆောင်မလင်းလေးအေးဖြစ်ပါတယ်ဖို့မနေနေမိသားစုလုပ်ငန်းကိုင်ကအောင်မြင်ပါစေသူနဲ့မကအသာစကူတိုးတက်ပါစေစီတောင်းပေးပါတယ်မင်္ဂလာပါရှင်ဒီနေ့မှာကျမတို့ရောင်ကြီးဖွဲ့သားတွေကမိကွန်းလေးနေပြီးတော့ဆက်ချင်းမြတ်မှာဖြစ်ပါတယ်ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့တိုင်းချစ်တချစ်အဖွဲ့ဝင်ကိုနေမျိုးဆက်ကစီစဉ်ပေးတာဖြစ်ပြီးအလူရှင်ကတော့ယူဇနာဥယျာဉ်မြို့တော်မှာနေထိုင်တဲ့အိမ်ချမ်းမြေအကျိုးဆောင်မလင်းလေးဖြစ်ပါတယ်ကဲဒီတော့ဘလိုမိကွန်းလေးနေမယ်ဆိုတာလည်းကြည့်ကြပါအောင်နော်အားပါအဖို့မင်္ဂလာပါသမီးတို့ကလေမိကွန်းလေးမေးပြီးတော့ဆုချင်းမြတ်တဲ့အစီအစဉ်လေးပါရှင်ဟိုအဖိုးကလေဗုဒ္ဓဘာသာဝင်လားရှင်ဟုတ်ကဲ့မြန်မာလူမျိုးဗုဒ္ဓဘာသာပါအဲ့ဆိုလို့ရှိရင်လေအဖိုးအိမ်မှာရွတ်နေကြလေဟိုဂုံတော်ကာရာလေးရှိရင်တပည့်ကိုပူဇော်ပြပါလားရှင်အိမ်မှာရွတ်နေကြတာတန်ဗုဒ္ဓပါပဲတန်ဗုဒ္ဓထဝတ္တစ္စဝါဒတစ္ဆအာဟတကေတစ္ဆတတဟတာနိဓမ္မာမိတိတတမကံအပကံဝါလုကံခေကံအနန္တနိပုတ္တစိနတိနဓမ္မစ္စတံကိစ္စအာရိနမကာရာလူပဝိနဟိတဝတပ္ပိဥဝတောအနိကတန္တရာယာမိဝိနတံတပ္ပိတရောကိုတာနေတိုင်းရွတ်တာလားရှင်ဟုတ်ကဲ့နေတိုင်းရွတ်ပါတယ်ညအိယာဝတ်တယ်မနေ့အိယာထရွတ်ပါတယ်နေ့စဉ်တက်ပါဒီတမိုးတွေကတော့ရွတ်တော့ဘယ်လိုတွေထူးကြလဲရှင်တမိုးတွေကတော့ရွတ်တဲ့အခါမှာအဖိုးကဘာဖြစ်လို့ဒီတမိုးတွေကတော့ယုံရလဲဟိုတောင်အောင်ကလာမြင်တာဘဘတာမှာနေတော့ကလေကြီးမိုးကြီးနှက်ကစ်တွေတိုက်တဲ့အချိန်ကမှအဖိုးအိမ်မှာပါသွားတယ်မြဲတကအိမ်တွေကပါသွားတယ်အဖိုးကအဲ့အချိန်မှာတမိုးတွေရွတ်တဲ့အချိန်မှာအဖိုးအိမ်ကကွင်းမိကြံကြတယ်ဘာပစ္စည်းမှမလွတ်မကျွခေါင်းမိုးတွေဘာမလို့အဲ့ရနေရုံကြည်တဲ့တမိုးတွေယနေ့ချိန်ထိအနေကင်းဘေးကင်းနဲ့မျက်နှာတစ်ပတ်ပွင့်တယ်မိမိကိုတတ်မဲ့သူတော်မှနောက်ဆုံးတယ်ဟုတ်ကဲ့ပါကျေးဇူးပါရှင်အခုလိုမျိုးသမီးကိုတမိုးတွေကာတာပူဇော်ပြရတဲ့အတွက်ဟိုကျေးဇူးတင်ပါတယ်ဒါဟိုအတွက်ပေါ့နော်ကျမပါချမ်းသာပါပြန်ခဲ့တာပါရှင်တရားကြတော့ဟုတ်ကဲ့ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့ဒါတိုင်းစစ်ပကြီးအဖွဲ့ဝင်ကိုနေမျိုးဆက်ကစီစဉ်ပေးတာပါအလူရှင်ကတော့သမီးတို့ဒီယူဇနာဥယျာဉ်မြို့တော်ကအိမ်ချမ်းမြေအကျိုးဆောင်မလင်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာကျမချမ်းသာကြပါစေအနေကင်းဘေးကင်းပါစေတတ်တော်ကြရရှိကြပါလိမ့်ခင်ဗျာ